နေ့ကဗီဒီယိုမှာနို့တိုက်မိခင်တွေအတွက်ကလေးနို့ဖြတ်တဲ့အချိန်မှာနို့ဖြတ်ဖို့အတွက်အကြံပေးခဲ့တယ်။ဒီနေ့မှာတော့ဒီမှာကလေးနှစ်ယောက်လုံးကိုဘယ်လိုနို့ဖြတ်ခဲ့လဲဆိုတဲ့အကြောင်းကိုဒီနေ့ပြပြပေးပါမယ်။တားကြီးလေးကကြတော့သူ့အတွက်10လမှာနို့ဖြတ်ခဲ့တယ်။ဒါပေမဲ့နို့ဖြတ်ဖို့လုံးဝအစီအစဉ်မရှိတော့ဘူး။ဒါမှမဟုတ်ကျွန်မဒုတိယကိုဝင်ဆောင်တဲ့အချိန်မှာသူ့ကိုနို့ဆက်တိုက်လို့မရတော့နို့ဆက်တိုက်လို့မရတော့ဘူးနဲ့နို့ဘူးနဲ့တိုက်တယ်ပေါ့။ဒါမှမဟုတ်နို့တိုက်မိခင်တွေလည်းသိမှာပါ။နို့မိခင်နို့ကိုတောက်တဲ့ကလေးကချိုလိမ်နို့ဘူးတွေနဲ့လုံးဝအဆင်မပြေဘူး။သူတို့စိတ်ထဲမှာမိခင်နို့ကပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်။အဲဆိုတော့သူလုံးဝအစာပိုင်းမှာလုံးဝကြည်ကြတယ်လုံးဝမတောက်ချင်ဘူးဘလို့မှတိုက်လို့မရဘူး။ဒါပေမဲ့သူ့မှာအကျင့်တစ်ခုရှိတာကသူအစာမခံနိုင်ဘူး။သူအစာမစားဘဲနဲ့မအိပ်နိုင်ဘူး။အဲဆိုတော့နောက်ပိုင်းမှာသူတင်းခံနေလည်းမရဘူးကြီးကြနေလည်းမရဘူးဘလို့မှမိခင်နို့ကိုတိုက်လို့မရတဲ့အတွက်ကြောင့်မလို့စိုးလို့မရတဲ့အတွက်ကြောင့်မလို့သူကိုယ်တိုင်နို့ဘူးကိုပဲရွေးခဲ့တယ်ပေါ့နော်။အဲဆိုတော့သူကဒေလာသားနဲ့နို့ပြတ်သွားခဲ့တယ်။တားငယ်လေးကကြတော့အခုတစ်နှစ်နဲ့6လရှိနေပြီပေါ့နော်။အမှန်ကသူ့ကိုတစ်နှစ်နဲ့6လမှာနို့ဖြတ်မယ်လုံးဝအစီအစဉ်ချထားခဲ့တာ။ဘာလို့လဲဆိုတော့နို့တိုက်ရတဲ့ဒဏ်အေးပြတ်တဲ့ဒဏ်ကိုယ်ပိုင်ခြင်းကိုမရတဲ့ဆုံးရှုံးမှုကိုအရင်မခံနိုင်ဘူးဘလို့ကတင်းမခံနိုင်တော့ဘူးပေါ့နော်။အဲဆိုတော့ဒုတိယကလေးမှာတော့ကိုကအစီအစဉ်တကျဒေတာလေးစီစဉ်ခဲ့တယ်။သူ့ကိုတစ်နှစ်ခွဲမှာနို့ဖြတ်မယ်စဉ်းစားခဲ့တယ်ပေါ့။စဉ်းစားခဲ့ရင်မလို့အကြောင်းနဲ့9လပြည့်တဲ့အခါမှာသူ့ကိုနို့ဖြတ်နိုင်ခဲ့တယ်ပေါ့။ကလေးကကိုယ်တိုင်မအိပ်တဲ့တော့ကြတော့ညဘက်တွေဆိုရင်မိခင်နို့ကိုပဲပြန်ရှာနေတယ်ခဏနိုးတယ်အဲ့ဒဏ်ကိုမခံနိုင်တော့ဘူး။တစ်နှစ်နဲ့6လဆိုတဲ့အရွယ်ကလေးကအရမ်းလေပြအရမ်းလေကြတယ်အရမ်းနားလေတယ်မဖြတ်ခင်မှာသူ့ကိုညဘက်အိပ်ခါနေကြတယ်မှာထိုင်ပြီးပေါ့နော်နင့်ကိုဆိုလို့မရဘူးတကယ်လို့မှနို့ကိုမှအိပ်ချင်တယ်ဆိုရင်ချိုလုံးနဲ့ဆိုပြီးအိပ်နင့်ကိုဆိုလို့မရညဘက်အိပ်ရနေလို့ရှိရင်လည်းကိုယ့်အကိုချိုလုံးရှာပြီးတော့ဆိုနင့်ကိုဆိုလို့မရဘူးသူ့နို့တက်ပေါ့နော်အဲ့လိုနို့ဘူးနဲ့မကျင့်တော့ပေါ့နော်အဲဆိုတော့သူ့ကိုဒီတိုင်းနဲ့ချိုလုံးနဲ့ဆိုပြီးအိပ်ခိုင်းတာပထမရက်ဒီတော့အရန်ဟိုပါပေါ့အရင်ကြီးဆွဲလန်းအဲ့လိုပေါ့နော်ဘလို့မှကိုယ်စိတ်ထဲမှာဒီငါဖြစ်ပါမလားဆိုရင်သူကြီးရှိနေပြီပေါ့နော်ဒါနဲ့သူ့ကိုလေပေါင်းလေး2ချက်လောက်နာပြင်း2ချက်လောက်ပေးလိုက်တာနော်2ချက်လောက်ရလုံးဝစိုးလို့မရအောင်နော်အဲ့လိုပေါ့နည်းထောရတာနည်းချိုလိန်စိုးမှာလားပေါင်းရမ်းမှာလားခေါင်းစုတင်းခါပြီးသူ့ချိုလိန်လို့ဆိုတဲ့တကယ်ကောက်တက်ပြစ်တာတော့အားကိုကောင်းလို့ဆိုရင်3ရက်မြောက်နေ့မှာတော်အိတ်တက်သွားတယ်ညဘက်ဒီတော့လုံးဝမနိုးတော့ဘလောက်တောင်ကောင်းလိုက်လဲသိလားကိုစိုးရင်နားလည်းလက်တွေ့နဲ့လုံးဝတခြားစီကိုပဲလေလုံးဝ surprise ဖြစ်သွားတာနော်ဗျာ2ရက်နဲ့3ရက်မြောက်နေ့မှာကိုအိတ်တက်သွားပြီမိတော့ကိုယ့်ရဲ့ကလေးတွေကိုဘလို့နီးလန်းနေပေါ့နော်ချောတလဲ6တလဲဘလို့မျိုးနှုတ်ဖြတ်ခဲ့ရလဲဆိုတာကို comment မှာရေးပြတော့အောင်နော်ဘိုင်